Wineဆိုတာက liquefied natural gas, တဘာဝဓာတ်ငွေ့ကိုအလွန်အေးချထားပြီးအရည်ဖြစ်ပြောင်းထားတာပါတည်ယူပို့ဆောင်ရလွယ်ကူအောင်ပြုလုပ်ထားပြီးလျှက်စစ်ဓာတ်အားထုတ်လုပ်ခြင်းစက်ရုံလုပ်ငန်းများမှာအသုံးများပါတယ်ဝိုင်းဆိုတာတဘာဝဓာတ်ငွေ့ကိုအပူချိန်162လောက်အထိအေးချပြီးအရည်ဖြစ်ပြောင်းထားတာပါဒီလိုလုပ်ထားရင်ပမာဏကို600ဆလောက်လျှော့ချနိုင်လို့တည်ယူရလွယ်ကူပါတယ် one ship ရဲ့လှုပ်ဆောင်ပုံ တင်မောအတွင်းမှာအလွန်အေးခံထားနိုင်တဲ့အထူးတန်ကီ cryogenic tanks ပါရှိပါတယ်ဝမ်ကိုအရည်ဖြစ်နဲ့တည်ယူပြီးရောက်ရှိတဲ့နိုင်ငံမှာပြန်လည်အပူပေးပြီးဓာတ်ငွေ့ဖြစ်ပြောင်းအသုံးပြုပါတယ်။ဘာအတွက်အသုံးပြုလဲ။လျှက်စစ်ဓာတ်အားထုတ်လုပ်ရေးစက်မှုလုပ်ငန်းအိမ်သုံးဓာတ်ငွေ့အတွက်အထူးလက္ခဏာများအပူချိန်ထိန်းစနစ်အလွန်မြင့်မာလုံခြုံရေးစနစ်တင်းကျပ်တန်ချိန်အများကြီးတည်နိုင်သည်တင်မောပုံမှာဝိုင်းလုံးပုံစံတန်ကီကြီးများမြင်နိုင်ပါတယ်။အလွန်လုံခြုံပြီးဖိအားကိုကောင်းစွာခံနိုင်ပါတယ်။အပေါ်ဘက်မှာလုံးဝိုင်းတန်ကီတွေထွက်ပေါ်နေတတ်ပါတယ် membrane type, တန်ကီတွေကိုတင်မောကိုတဲ့အတွင်းပေါင်းထည့်ထားပါတယ်။တည်ယူနိုင်တဲ့ oil ပမာဏပိုများပါတယ်။ယနေ့ခေတ်မှာအသုံးများဆုံးပုံစံမှာ one ship ရဲ့အရေးကြီးစနစ်များ cryogenic tank, 162ကအထိအေးထိန်းနိုင်ရမယ်။အပူမဝင်စေရန်အထူးလွှာများကြီးနဲ့တိစောက်ထားတယ် boil off gas system, ။ oil ကအနည်းငယ်အပူရင်ဓာတ်ငွေ့ပြန်ဖြစ်နိုင်ပါတယ်။အဲဒီ gas ကိုတင်မောအင်ဂျင်အတွက်လောင်စာအဖြစ်ပြန်အသုံးပြုနိုင်ပါတယ်။ ဝမ်ကို162အေးရည်ဖြစ်တည်လာပါတယ်။ power plant မှာအပူပေးပြီးတဘာဝဓာတ်ငွေ့ natural gas, အဖြစ်ပြန်ပြောင်းပါတယ် gas turbine လှည့်ခြင်း ဓာတ်ငွေ့ကိုမီးရှို့ပြီးအပူနဲ့ဖိအားမြင့်လေထွက်စေပါတယ်။အဲဒီလေဖိအားနဲ့ gas turbine ကိုလှည့်ပါတယ် generator ကလျှက်စစ်ထုတ်ခြင်း turbine လေတာနဲ့ generator လှည့်ပါတယ် generator ကလျှက်စစ်စွမ်းအားထုတ်ပေးပါတယ် combined cycle ပိုထိရောက်စနစ် အပူအလွတ်မဖြစ်အောင်အဆင့်ထက်သုံးပါတယ် turbine ထွက်တဲ့အပူကို steam turbine ထက်လှည့်ဖို့အသုံးပြုပါတယ်ဒီနည်းကို combined cycle power plant လို့ခေါ်ပါတယ်ထိရောက်မှု60လောက်ရနိုင်ပါတယ်အကျိုးကျေးဇူးခေါ်ကြောက်မီးသွေးထက်မီးခိုနီးထိရောက်မှုမြင့်ဖွင့်ပိတ်မြန်ဆန်တယ်